ကျွန်တော်မလုပ်နဲ့ဖတခိုင်ရာကြီး ဟာလဲနေကွာမင်းရလဲကွာတမပေးပါမမေးနဲ့ကွာဟောလာစမ်းမအောင်ကွာဒီမှာစိတ်ညစ်လာလို့ကွာ တကြီးကတော့တကြီးကိုရိုက်လွတ်လိုက်ပြန်ပြီလား ဟာဘာလို့ရှောက်ပြောနေရလဲနမိတ်ရှင်ရွာရှိဖွာလွဲပါစုဖေပါစမင်းရလဲ ပြီးတော့ဘာဖြစ်တော့ အစည်းဝေးသွားမလို့ကွာငါဆိုင်ကစီကုန်းနေလို့အဲ့ဒါမင်းတကြီးကတော့ဆိုင်ကကိုယူလာတာအဲ့ဒါဘိန်းလေရော့ပြီးတော့ပေါက်တလားဘာဖြစ်တယ်လဲမသိပါဘူးသူ့ကောင်တက်ခိုင်းတာအစည်းဝေးချင်လဲကတ်နေပြီကွာ ပါလေနော်အစည်းဝေးမိစေရမယ်9မိနစ်ပဲစောင့် အဲ့ဒါကြောင့်လေဒီတရားလုံးကလေစက်ကရိယာနဲ့ပတ်သက်လာရင်စက်ပစ္စည်းနဲ့ပတ်သက်လာရင်ဘာပဲဖြစ်ဖြစ်မင်းအားကိုးနေရတာကွာ ဒါတော့အပြန်လန်သဘောပဲတကြီးရဲ့ကျွန်တော်လည်းတကြီးနဲ့တကြီးရဲ့ဟာသားတွေပဲအားကိုးနေရ ဟောမဟုတ်ဘူးလေကွာငါတို့ကအားကိုးလဲဆိုတာမင်းကမျိုးကလာတာနော်မျိုးသားအဲ့တော့ဘူးတူတာလဲစုံတယ်အတတ်ပညာလဲစုံတယ်အဲ့ဒါကြောင့်အားကိုးရတာကွာ ဩတကြီးရဲ့ဘလောက်ပဲအတတ်ပညာစုံကျွန်တော်ရဲ့ယောဂနဲ့ကလေဒီတရွာလုံးကဂရုစိုက်တဲ့လူသားမရှိဘူးဆိုရင်မလွယ်ဘူးတကြီးရဲ့ အေးကွာဟုတ်တယ်နော်ငါလည်းဒီမှာအသက်60ရှိပြီနော်မင်းလိုယောဂမျိုးလေငါကြားလည်းမကြားဘူးကြုံလည်းမကြုံဘူးမင်းနဲ့ကျွန်တော်တွေ့ရတယ်အဲ့ဒါဘာယောဂလဲ သူကအင်္ဂလိပ်လိုပြောရင်တော့ Alzheimer လို့ခေါ်တယ်ဗျအဲ့လိုပြောလဲတကြီးနားလဲမှာမဟုတ်ပါဘူးဦးလေးနားလဲအောင်ကျွန်တော်ပြောရမယ်ဆိုရင်ဒါကသူကဟိုယာယီခဏအတိတ်မိသွားတဲ့ယောဂပေါ့ကျွန်တော်အဲ့လိုမိသွားပြီဆိုရင်2မိနစ်3မိနစ်လောက်ကြာတယ်ဗျအဲ့လိုကျွန်တော်သတိမိသွားတဲ့အချိန်ကြားလို့ရှိရင်ဟိုကျွန်တော်လည်းမသိတော့ဘူးကျွန်တော်ဘိန်းသားတွေလည်းကျွန်တော်မမှတ်မိတော့ပြီးတော့ကျွန်တော်ဘယ်ရောက်နေမှလည်းမသိတော့ကျွန်တော်လူအစ်တစ်ယောက်ဖြစ်သွားတာတကြီးက ဒီယောဂမင်းဖြစ်ရမှာမဟုတ်ဘူးကွာတက်ခဲစိတ်ဖြစ်ရမှာကွာ ဟာတကြီးကတော့ဖြစ်စေခြင်းလဲဆိုတော့ဗာလဲတကြီးကတော့တကြီးကိုမေ့တော်တာကြိုက်တာလားအဲ့ဒါကျွန်တော်သွားပြောလိုက်မယ် အာမင်းအချုံနဲ့လားမနေပြန်ပြီဦးလေးတကြီးလေကြီးကျွန်တော်မင်းတက်ခိုင်ကျွန်တော်မလုပ်နဲ့ဟာတကြီးဆိုဟာညစ်ပတ်လိုက်တာဘာပြောနေရတော့ ဘူးဘိန်းဖနေတာ ဘယ်တော့မှမ ဘိန်းဖမင်းဖ မလုပ်တတ်ဘူးလေကျွန်တော်မလုပ်တတ်ဘူးလေ ဟာမဟုတ်လောက်တတ်တယ် မလုပ်တတ်ဘူး မင်းလောက်တတ်တယ်လေ မလုပ်တတ်ဘူးကျွန်တော်မလုပ်တတ်ဘူး ဟာမဟုတ်လောက်တတ်တယ်ဟေ့ မလုပ်တတ်ပါဘူး မင်းလောက်တတ်တယ်ဟာဒုက္ခပါပဲကွာစီဝေးချင်းလည်းနီးနေပြီကဲငါဘာသာငါပဲလောက်ရတော့မှာပဲကွာတက်ခိုင်ဒုက္ခပေးတယ်ဟောအရေးကြီးလို့ तू အားကိုးပါလေဆိုမှ तू ကလာမေ့ဟာလည်းငါပဲ तू အတောက်ကိုထိလို့မရပါဘူးဆိုမှတွားပြီးတော့ပုတ်မိတယ်အခုတော့ကိုယ်တိုင်လောက်ရပြီဗောကဲပြီးပြီကျေးဇူးရှင်နော်ကိုယ့်ကိုယ်ပဲလုံးလိုက်ရလူတော်လည်းပေကြံနေအစည်းအဝေးကတွားအောင်ဘာလို့အိုးတကြီးဆိုင်ကိုဘိန်းထားပေးရမှာပဲဩဒုက္ခအမလေးတကြီးနောက်ကျနေတာလို့ဆိုမှခဏလေးပဲစောင့်ဟာတက်ခိုင်တွားပါဟိုကွာ